ပြည်သူများအားလုံးပဲမင်္ဂလာခင်ဗျာရှင်းဖိုက်တာလေးဂျိုရှွာဘန်နဲ့ပန်တိုဂျာတို့ထိုးကြရမယ် flying weight တန်ကပတ်လူပွဲထိုးရမယ်ကာလအပိုင်းအရှာကို UFC ကထုတ်ပြန်ကြေညာပေးလိုက်ပါပြီအကြမ်းမြင့်ကျွန်တော်တို့သိရှိရတာကတော့ UFC ကဒီဇင်ဘာလကိုရောက်ကျင်းပဖို့ရှိနေတဲ့ UFC ပြိုင်ပွဲအမှတ်323မှာရှင်းဖိုက်တာလေးဂျိုရှွာဘန်နဲ့ပန်တိုဂျာတို့ရဲ့ကပတ်လူပွဲကိုထည့်သွင်းကျင်းပပေးသွားမယ်လို့ကျွန်တော်သိရှိရပါတယ်ခင်ဗျအဲ့တော့ဒီပွဲစဉ်ဟာကျွန်တော်တို့မန်နိုင်ငံပြည်သက်တွေအရန်စိတ်ဝင်စားနေသလိုအာရှတလောင်းမှာရှိတဲ့ပြည်သက်တွေကလည်းစိတ်ဝင်စားအောင်မြင့်တက်နေပါတယ်ပြီးတော့ UFC ပြိုင်ပွဲကိုစိတ်ဝင်စားတဲ့ပြည်သက်တွေကိုယ်တိုင်ကလည်းအခုနောက်ပိုင်းမှာဂျိုရှွာဘန်ကိုအတိုးတက်ဆုံးကစားသမားလို့သတ်မှတ်လာတယ်ကျွန်တော်မြင်တွေ့ရတယ်ဗျအထူးသဖြင့်အနည်းဆုံးထိုးသွားခဲ့တဲ့ Rival နဲ့ပွဲပေါ့လေ Rival နဲ့ပွဲမှာဂျိုရှွာဘန်အစွမ်းပြသွားပြီးတဲ့နောက်သတင်းမီဒီယာတွေကတော်တော်များများသူ့ကြောင့်ဖော်ပြလာခဲ့တယ်အခုမတိုင်ခင်ဗျရှေ့မှာသူဘရာဇီးဖိုက်တာ Bruno Silva ကိုအနိုင်ကြဲကဂျိုရှွာဘန်ရဲ့ပုံရိပ်ကလေးရရှိနေတာဒါပေမဲ့သူမာနယ်ကိတ်ရဲ့နေရာကိုshort notice နဲ့အဆောင်ပြီးထိုးလိုက်ရတဲ့နောက်ပိုင်း rival ကိုလည်းအနိုင်ပြရသည့်စွမ်းဆောင်လိုက်ပြီးရဲ့နောက်ပိုင်းမှာသူ့ရဲ့အကြောင်းနဲ့သူ့ရဲ့ပုံရိပ်ကိုပို့ပြီးတော့ UFC ပြည်သက်တွေကသိရှိသွားခဲ့ကြတယ်။ဒါကြောင့်လည်း UFC ကဂျိုရှွာဘန်ချန်ပီယံကပတ်လူပွဲထိုးရမယ့်ကာလကိုအခုလိုစောစီထုတ်ပြန်ကြေညာပေးလိုက်တာဖြစ်မယ်လို့လည်းယူဆမိပါတယ်ခင်ဗျ။ပြီးတော့ rival နဲ့ပွဲမှာဂျိုရှွာဘန်ကမှတ်တမ်းကောင်းတွေအများကြီးတင်သွားခဲ့တယ်လေ။ဒါ UFC ပြိုင်ပွဲသမိုင်းကြောင်းတစ်ချောင်းမှာပွဲစဉ်တစ်ပွဲတည်းပြိုင်ဘက်ဖိုက်တာ2ယောက်ကလက်တိကျက်ကြီးအများဆုံးထိုးတဲ့ပွဲဖြစ်တယ်လေနှစ်ယောက်အပြန်အလှန်ထိုးတဲ့လက်တိကျက်ကြီးစုစုပေါင်းအဲ့ပွဲတစ်ပွဲထဲမှာ344ချက်တောင်ဖြစ်ခဲ့တယ်အဲ့ကြောင့်လည်းအရန်ကိုကြည့်လို့ကောင်းတဲ့ပွဲလို့ပြည်သက်တွေကအတိမတ်ပြုကြတယ်တချို့လေဆိုရင် fight of the year လို့တော့ပြောတဲ့အထိဖြစ်ခဲ့တယ်တကယ်လည်းပဲ UFC ကအဲ့ပွဲကို UFC 317ပြိုင်ပွဲရဲ့ fight of the night အဖြစ်သတ်မှတ်ပြီးတော့ဒါ rival ကိုရော Joshua Ban ကိုရောနောက်ထပ် bonus American dollar 9000စီထပ်ပေးခဲ့သေးတယ်ခင်ဗျအဲ့လိုဆိုတော့အဲ့မှာရင် Joshua Ban ရဲ့အကြောင်းကိုလူတွေကပိုတိဆိုတာမျိုးတွေဖြစ်သွားတဲ့အခါအခုဂျိုရှွာဘန်အတွက်ပွဲတယ်ပေးလိုက်ပြီးပန်တိုဂျာနဲ့အက်တကန်ဝိုင်းထဲမှာမျက်နှာချင်းဆိုင်ပြီးတော့ face off လုပ်ပြီးတော့ရှေ့လာမဲ့ပွဲကဒါဂျိုရှွာဘန်ကိုကပတ်လူပွဲထိုးခွင့်ပေးမဲ့ပွဲဆိုတာ UFC ကတရားဝင်အသိပေးခဲ့တယ်အခုတော့အာရှဈေးကွက်မှာလည်းဂျိုရှွာဘန်ရဲ့ပုံရိပ်ကမြင့်တက်လာသလိုပြည်သက်အင်အားကလည်းတိုးပွားလာတယ်ပြီးတော့အာရှကဖိုက်တာတယောက်ကကပတ်လူပွဲထိုးခွင့်ရတော့မယ်အထူးဖြင့်မြန်မာနိုင်ငံကိုစားယူဖိုက်တာတယောက်ကထိုးခွင့်ရမယ်ဆိုတော့မြန်မာပြည်သက်တွေကလည်းအရန်ကိုစိတ်လှုပ်ရှားနေတယ်တက်ကြွနေတယ်ဒီတော့ဘယ်ပြိုင်ပွဲဘယ်ကာလမှာကျင်းပမယ်ပြိုင်ပွဲကြီးမှာဒီကပတ်လူပွဲကိုထည့်သွင်းမယ်အဲ့တော့အဲ့ပြိုင်ပွဲအတွက်ကြေညာချက်တွေထွက်လာရင်လက်မှတ်ကြိုဝယ်ထားကြဆိုတဲ့ပုံစံမျိုး UFC ကဈေးကွက်ကို promotion ဆင်းလိုက်တာလည်းဖြစ်နိုင်ပါတယ်ခင်ဗျ။ဘာပြောအခုဆိုရင်ပန်တိုဂျာနဲ့ဂျိုရှွာဘန်တို့ကပတ်လူပွဲထိုးရမယ့်ရက်ကဒီဇင်ဘာလဆိုတာသိလိုက်ရပြီ။ရက်အတိအကျထုတ်ပြန်ချက်ကိုပဲကျွန်တော်တို့စောင့်ကြည့်အောင်ရှိပါတော့တယ်ခင်ဗျာ။ဂျိုရှွာဘန်အနေနဲ့ရှေ့ကပတ်ကြီးကိုကန်မြောက်ပြီးတော့အောင်မြင်မှုတွေကိုထပ်ဆင့်ရအောင်နိုင်မှာဈေးလို့လည်းဒီနေ့ကနေဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာကြည့်ရှုအားပေးတဲ့ပရိသတ်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ